နေပြည်တော်ပုပ္ပညာစုတော့ရောက်ပါရဲ့ဒါပေမဲ့ဒီဆိုင်လေးကိုမစားဖြစ်ခဲ့ဘူးဆိုလို့ရှိရင်တော့လုံးဝနောင်တရသွားလိမ့်မယ်နော်ဒီဆိုင်လေးကတော့နေပြည်တော်ပုပ္ပညာစီပါဆိုလို့ရှိရင်အရန်နာမည်ကြီးတဲ့ဖတ်ထုတ်ပြင်လို့ကိုတင်စားရမယ်ဝင်းဖတ်ထုတ်ဆိုင်လေးပဲဖြစ်ပါတယ်ခင်ဗျဒီတစ်ခါပုပ္ပညာစုရောက်တော့လေအဲ့ဒီဆိုင်လေးကိုအရင်ဆုံးပြေးပြီးတော့နေရာလေးရမြအောင်သွားပြီးကြည့်ရတာအမော်ဒါပေမဲ့ရောက်ချင်းစောင်းနေထွေးမော်တော့နေရာမရတာတော့မြင်းတဲ့တိုင်းပါပဲခင်ဗျပုပ္ပညာစီမှာဖွင့်ထားတဲ့ဝင်းဖတ်ထုတ်ဆိုင်မှာဆိုလို့ရှိရင်ဖတ်ထုတ်ပေါင်းဖတ်ထုတ်အိုးကကြောဖတ်ထုတ်အကျွတ်ကြောဖတ်ထုတ်ပြုတ်ဖတ်ထုတ်စီချက်ဖတ်ထုတ်မာလာစတဲ့အမျိုးစုံသောဖတ်ထုတ်တွေကိုယူချက်စုံလေးနဲ့ရရှိနိုင်ပါတယ်ခင်ဗျဆိုင်ကလေညနေပိုင်းဆိုလို့ရှိရင် order တအားကြောက်တော့လေလူတအားများတယ်ကိုမာတဲ့ order ရဖို့ဆိုလို့ရှိရင်ကိုယ့်ရဲ့အလှည့်ကိုတော်တော်လေးကိုစောင့်ယူရတယ်ဆိုင်ကညနေပိုင်းဆိုလို့ရှိရင်လေဆိုင်စားတဲ့သူတွေရောနောက်ပြီးကြလို့ရှိရင် parcel ဝဲလူတွေရောပေါ့နော်အဲ့ဒီလူနဲ့တော်တော်လေးကိုစီကားပြီးတော့အရန်ရောင်းရတဲ့ဆိုင်လေးဖြစ်ပါတယ်ခင်ဗျဒီဆိုင်မှာတော့အမင်သဘောကျမိတာကသူ့ရဲ့ဖတ်ထုတ်ပေါ့နော်ဖတ်ထုတ်အရွက်ကအရန်ကောင်းတယ်နောက်ပြီးကြလို့ရှိရင်သူ့စီမှာရှိတဲ့ဖတ်ထုတ်အကျွတ်ကြော်အမင်ပို့ပြီးသဘောကျတယ်လို့ဖတ်ထုတ်အိုးကတ်ကြော်ကလည်းလုံးဝကိုမြည်ကြည့်တဲ့ must try item လို့ပြောပါလိမ့်မယ်နောက်ပြီးလို့ရှိရင်သူကဖတ်ထုတ်ကလည်းတစ်လုံးကိုသူ့ရဲ့အရွက်စားတော်တော်လေးကိုပြပြဝဝဖြစ်ပြီးတော့အရွက်စားကြီးတယ်ပေါ့နော်အဲ့ဖတ်ထုတ်တွေကိုချပေးတဲ့ဒီ sauce မှာဆိုနှစ်မျိုးရှိရယ်မချီချင်း sauce ရယ်နောက်ပြီးလို့ရှိရင်အချင်း sauce ရယ်ပေါ့နော် sauce နှစ်မျိုးလုံးကလည်းသူ့ဟာနဲ့သူအဆင်ပြေတယ်နောက်ပြီးလို့ရှိရင်ဖတ်ထုတ်အကျွတ်ကြော်ရတယ်လေစားလိုက်လို့ရှိရင်ကျွတ်ရွပြီးတော့အရန်ကောင်းတယ်နောက်ထပ်တစ်ခုကကြတော့ဒီဖတ်ထုတ်ကိုပေါ့နော်ဖတ်ထုတ်ပြုတ်ကိုမှချင်းဆက်လေးလုပ်ပြီးစားအဲ့ဒါလေးစောင်းနေတယ်ဆိုအရန်လိုက်ဖက်တော့ပဲအခုပြောရင်အခုတောင်ပြစားခြင်းလားနောက်ထပ်တစ်ခုကကြတော့သူ့စီမှာရနိုင်တဲ့ဒီမာလာဖတ်ထုတ်ပြောနော်မာလာဖတ်ထုတ်ကလည်းအရန်ကြီးအထုံတက်မကဲပဲနဲ့စားရတာအဆင်ပြေတယ်စီချက်ကလည်းမစိုးဆိုမဲ့အမေစီချက်ကိုတိတ်ပြီးတော့မသွားဘူးဒါပေမဲ့ဖတ်ထုတ်ကတော့အရန်ကြိုက်တယ်ဆိုင်လေးကညနေ3နာရီလောက်ဆိုရင်စတင်ဖွင့်လှစ်ပြီးတော့ညနေ9နာရီ10နာရီလောက်ဆိုလို့ရှိရင်ပစ္စည်းတွေပြောင်းတက်ပါတယ်အဲ့တော့ solid သွားစားဖို့လိုပါတယ်ခင်ဗျ Those dumplings are so good Okay နေပြီးတော့ပုပ္ပညာစီမှာဖွင့်ထားတဲ့ဝင်းဖတ်ထုတ်ဆိုင်နဲ့ပတ်သက်ပြီးအတွေ့အကြုံတွေရှိလို့ရှိရင်လည်းအမေဝေးမြပေးခဲ့ပါအောင်เนาะကျွန်တော်ကတော့ဒီမှာစားမယ့်အမေအကုန်လုံးဖြစ်ပါတယ်ခင်ဗျဒီ vlog လေးကိုအဆုံးထိအောင်ကြည့်ရှုပေးတူတရက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ Bye bye and see you in the next vlog